တော်လည်းယူခြင်းနဲ့ဘိုင်ယိုမလိုက်နိုင်မှလည်းကြောက်တယ်မင်္ဂလာပါအင်္ဂလိပ်ရဲ့ Esther channel ကနေကြည့်စီပါဒီနေ့မှာတော့ Esther ကဘိုင်ယိုတွဲယူဖို့တွေ့ဝင်နေတဲ့မောင်လေးညီမလေးရဲ့အတွက်ဘိုင်ယိုလေးလာတဲ့အခါလွယ်ကူထိရောက်မဲ့နည်းလမ်းလေးတွေကို sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးတစ်ခုအနေနဲ့ဘိုင်ယိုစာအုပ်ကိုနေတိုင်းထိပါစာအုပ်ကိုထိတယ်ဆိုတာကဒီနေ့ကိုမိနစ်30တနာရီလောက်ဘိုင်ယိုကိုလုပ်ပါဒီနေ့ကိုနည်းနည်းစီ preparation ပြန်မှာဒီလိုမျိုးလုပ်ချင်ကကိုယ့်ရဲ့ခေါင်းထဲမှာရှိရဲ့ memory ကိုပို့ပြီးတော့ကြာစေပါတယ်ဒုတိယတစ်ချက်ကကြတော့ဘိုင်ယိုမှာဓာတ်ရိုက်ကြီးဘာသာမပြန်ပါနဲ့ပထမဦးဆုံးစာပိုက်ကိုဖတ်ပါအဲ့ဒီနောက်မှာပုံနေပါရင်အဲ့ဒီပုံတွေကိုကြည့်ပါပြီးရင်ဒီ process တစ်ခုလုံးကိုနားလည်အောင်လုပ်ပါအဲ့ဒါပြီးရဲ့နောက်မှာတော့အဓိကအရေးကြီးတဲ့ keyword လေးတွေကိုတွဲမှတ်ထားပါတစ်ခုအနေနဲ့ကတော့ label မှာပါတဲ့ spelling စလုံးပေါင်းလေးတွေကိုလေ့ကျင့်ထားပါရေးကြည့်တဲ့စကားလုံးလေးတွေကို color pen လေးတွေသုံးပြီးတော့မှတ်ထားပါအရေးကြီးဆုံးတစ်ခုကတော့ active recall လုပ်ပါစာကိုဖတ်ကြည့်ပဲဖတ်မနေပါနဲ့စာအုပ်ကိုပေးပြီးတော့ကိုယ့်ရဲ့မှတ်ဉာဏ်နဲ့ဘာတွေရှိလဲဆိုတာကိုပြောကြည့်ပါပြီးတော့ကိုကနားလေလားဆိုတာကိုကိုယ့်ဘာသာကိုသိတဲ့ကိုယ်စံမျိုးနဲ့ကိုပြန်ပြီးတော့ရှင်းပြကြည့်ပါနောက်ဆုံးတစ်ခုအနေနဲ့ကတော့ chapter တစ်ခုပြီးတိုင်း question pattern တွေကိုကြည့်ပါဘာလို့မှကများသောအားဖြင့် question pattern တွေကထပ်နေတဲ့မျိုးရှိတတ်ပါတယ်မိကုန်းထက်တဲ့ပုံစံမျိုးမိကုန်းတူတဲ့ပုံစံမျိုးတွေရှိတတ်ပါတယ်အဲ့ဒါကြောင့်မလို့အဲ့လိုမျိုး repeated question ထပ်နေတဲ့မိကုန်းပုံစံလေးတွေမိကုန်း pattern လေးတွေကိုလေ့လာထားပါပြီးတော့အရေးကြီးတဲ့အချက်တစ်ခုကကြတော့လေကိုကဘိုင်အိုကိုစက်တဲ့အခါမှာမှတ်တဲ့အခါမှာဆိုလို့ရှိရင်လည်းစက်တာမှတ်တာကိုနှုတ်တိုက်ပဲမလုပ်ဖ ೇನೆ ထိုက်ရည်တဲ့အချင်းကိုလည်းကျင့်တာပါအကယ်၍ကိုကထိုက်ရည်တဲ့အလေးချင်းကိုလုပ်ထားမယ်ဆိုလို့ရှိရင်နောက်ကမှတ်မိရင်တော့မှလက်ကလက်တန်းရေးချသွားမှာပဲဖြစ်ပါတယ်ပြီးတော့ကိုပိုင် dictionary လေးထုတ်ထားမယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ကိုအတွက်ကိုမသိတဲ့စလုံးတွေကိုရေးကြည့်တဲ့စလုံးတွေဘိုင်ယိုမာကများသောအားဖြင့် repeated word တွေများပါတယ်ဒါကြောင့်မလို့စကားလုံးမျိုးလေးအတွက်ကိုပိုင် dictionary လေးထုတ်ထားခြင်းကလည်းပို့ပြီးတော့ထိရောက်ပါတယ် Esther ရှိမှာဖော်ပြသွားတယ်ဘိုင်ယိုလေးလာတဲ့နည်းလမ်းလေးတွေကအနာကျောင်းသူလေးတွေအတွက်အထောက်ပေးမယ်လို့မျှော်လင့်ပါတယ်ဒီလိုမျိုးစာလေးလာတဲ့ဗီဒီယိုလေးတွေကိုသိချင်တယ်ဆိုလို့ရှိရင်တော့ဒီ English with Esther ဆိုတဲ့ channel လေးကို like and follow လုပ်ပေးလို့ရပါတယ်ကဲဒီနေ့ကတော့ဒီလောက်ပါပဲ bye bye